မြန်မာနိုင်ငံမှာရှိတဲ့ရုပ်ထုစင်တို့တွေကိုကျွန်တော်တို့ကဖျက်ဆီးရမှာမိရှုရမှာဗုဒ္ဓဘာသာတွေထုထားတဲ့ဗုဒ္ဓမြတ်စွာဘုရားကိုမိရှုရမှာခြေထောက်တွေနဲ့ညင်ညမှာဓာတ်တွေနဲ့ခုတ်ပလိုက်ရမှာနော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့လူချင်းမင်းတို့တိထားတယ်နော် line ပေါ်မှာတက်လာတဲ့ပေါက်ပန်း40ဗီဒီယိုတွေကိုရှာဖွေတင်ဆက်ပေးနေတဲ့ကိုစံဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာတော့ကျွန်တော်အရင်လိုဟာတာအပိုင်းစာလေးတွေကိုတင်ဖြစ်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့လူပြည်မှာလူအဖြစ်မွေးဖွားလာပြီးတော့လူစိတ်မရှိတဲ့လူအောက်တန်းစားအကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီသူကိုကျွန်တော်ဘလောက်ထိတောင်မှအမြင်ကတ်နေလဲဘလောက်ထိတောင်ကျွန်တော်ပြောချင်နေလဲဆိုတာကိုလူချင်းမင်းတို့သိအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့လိုအပ်တယ်ဒီဗီဒီယိုထဲမှာသူကဗုဒ္ဓဘာသာဝင်တွေကိုဘလောက်ထိစော်ကားပုတ်ခတ်ထားတယ်ဆိုတာကိုလည်းရှာဖွေတင်ဆက်ပေးတာပါတယ်ဆိုတော့အဆုံးထိကြည့်ရင်လည်းကျွန်တော်တို့အမှားမှန်ဝေဖန်ထောက်ပြပေးကြပါဦးများစကားတွေလည်းအများကြီးမပြောချင်တော့ဗီဒီယိုလေးကိုကြည့်လိုက်ကြအောင်များโอเคအစားဆုံးကတော့ပေါက်လက်ပဲစားကောင်းအောင်ဆိုတော့စပြီးကြည့်လိုက်ကြအောင်ဗုဒ္ဓဘာသာတို့တည်ကြလားဗျတခင်ယေရှုကတော့ဒူတာဖြစ်ပါတယ်ကျွန်တော်တို့ကဒူတမီဖြစ်ပါတယ်တနေ့ကြလည်းတခင်ယေရှုနဲ့မင်္ဂလာဆောင်မှာဖြစ်ပါတယ်ဘုကောင်းကင်နိုင်ငံမင်္ဂလာတဆောင်မှာဖြစ်ပါတယ်ဆိုတော့ဒီကောင်ကတော့ထမင်းလို့ဟင်းလို့စပြီးတော့ယူတာမဟုတ်ဘူးမွေးကလေးကထမင်းလို့ဟင်းလို့ယူနေတဲ့ကောင်ဖြစ်ရမယ်ဘာဖြစ်လို့လဲဆိုတော့ဗုဒ္ဓဘာသာဝင်တွေသိထားပါတဲ့သူပြောချင်တာကသခင်ယေရှုကကောင်းကင်ဘုံကဆင်းလာပြီးတော့အောက်မှာရှိတဲ့ခရစ်ယာန်ဘာသာဝင်တွေနဲ့လက်ထပ်ကြမယ်လက်ထပ်ထိမ်းမြပွဲလုပ်မယ်ပေါ့ဆိုလိုချင်တာမင်္ဂလာဆောင်မယ်လို့သူကပြောချင်တာအဲ့တော့ဖယားရှင်ကဆင်းလာပြီးတော့မင်္ဂလာဆောင်မယ်ဆိုတာလဲဘာမို့တကောင်ပေါက်လို့ပဲစားအောက်တန်းစားဖြစ်တဲ့အတွက်အယူစကားပြောတာပါဆက်ပြီးတော့ဘယ်လောက်ထိယူရဲဆိုအောင်နားထောင်ကြမယ်နော်တကယ်ကောက်ဗုဒ္ဓဘာသာတို့တည်ကြလားဗျတခင်ယေရှုကတော့ဒူတာဖြစ်ပါတယ်ကျွန်တော်တို့ကဒူတမီဖြစ်ပါတယ်တနေ့ကြလည်းတခင်ယေရှုနဲ့မင်္ဂလာဆောင်မှာဖြစ်ပါတယ်ဘုကောင်းကင်နိုင်ငံမင်္ဂလာတဆောင်မှာဖြစ်ပါတယ်အခုချိန်မှာလည်းသူလောကတို့ကြွလာတော့မှာဖြစ်ပါတယ်ဒူတာကတော့လောကတို့ကြွလာတော့မှာသူ့ရဲ့ဒူတမီတွေကိုသူလာခေါ်တော့မှာဖြစ်ပါတယ်ဟာလေလုယာသူလာခေါ်တော့မှာဖြစ်ပါတယ်တနည်းအားဖြင့်သူ့ကိုယုံကြည်တဲ့လူတွေကိုသူ့ကိုယုံကြည်တဲ့လူတွေကိုခရစ်တွေကိုသူလာခေါ်တော့မှာဖြစ်ပါတယ်ကျွန်တော်ပြောပြမယ်အခုချိန်မှာသူ့ရဲ့ဖိတ်စာလည်းရောက်နေပါပြီသူ့ရဲ့ဖိတ်စာကတော့အခုတင်းတို့ဆရာတွေခေါ်နေတဲ့ဟာတွေအဲဝင်ကလေးဟာတွေသူ့ရဲ့တတ်တဲ့ခံတဲ့လူတွေကသူ့ရဲ့ဖိတ်စာပဲဖြစ်ပါတယ်မင်းတို့ရဲ့သူ့ရဲ့ဖိတ်စာလက်ခံပြီးလားကျွန်တော်ကလက်ခံနေပြီသူ့ရဲ့ဖိတ်စာကျွန်တော်တို့ကတနေ့ကျလင်းတကယ်ချင်းမင်္ဂလာဆောင်မှာဖြစ်ပါတယ်သူ့ပဲမဲ့လေကျွန်တော်တို့ကမင်္ဂလာဆောင်ခွင့်ရမယ်ဆိုရင်ကလည်းကျွန်တော်တို့တန့်ရှင်းနေမှာဖြစ်ပါတယ်ဒူးတမိတွေကတန့်ရှင်းနေရမှာဖြစ်ပါတယ်မတန့်ရှင်းဘူးဆိုရင်တကယ်ချင်းရှင်းတဲ့မင်္ဂလာဆောင်ခွင့်မရဘူးဖြစ်ပါတယ်အာမင်တနည်းအားဖြင့်မင်္ဂလာဆောင်တာကတော့တနည်းအားဖြင့်တူတငယ်မင်္ဂလာဆောင်ပွဲလို့ခေါ်ပါတယ်ကျွန်တော်တို့တကယ်ချင်းမင်္ဂလာဆောင်မှာဖြစ်ပါတယ်ဟာလေလုယာမြင့်တို့တကယ်ချင်းနဲ့မင်္ဂလာဆောင်ချင်လားဗျဆိုတော့သခင်ယေရှုမင်္ဂလာဆောင်မှာမင်းနဲ့ပဲဆောင်ပါကွာမင်းတို့တွေပဲဆောင်ကြပါငါတို့ကတော့တိတ်လဲစိတ်ဝင်စားအောင်နော်ကိုတော်မှနေရထိုင်ရတာအဆင်မပြေကြမင်းကသခင်ယေရှုနဲ့မင်္ဂလာဆောင်အောင်မယ်ဒီပါကွာဒါတော့မင်းတို့ပေါက်လို့ပဲစားအောက်တန်းစားတွေယုံရတာပဲနော်ငါလည်းခရစ်ယာန်တယောက်ပဲဒါပေမဲ့မင်းလိုမျိုးအစိုးမြောက်မင်းလိုမျိုးပေါက်ပန်းလေးချက်တွေလျှောက်ပြီးတော့ခရစ်ယာန်ဘာသာဝင်တွေတိတ်ခါကြောင်ဘယ်တော့မှမပြောဒီလားတခြားဘာသာကိုလည်းငါတို့တွေဘာမှမပြောနော်ဒါပေမဲ့အခုထပ်ပြီးတော့ပြမယ်ဗီဒီယိုကမင်းဗီဒီယိုပဲမင်းကိုယ်တိုင်ဒီဗီဒီယိုတကယ်လို့တခြားကြည့်နေတယ်လေဒီကောင်ကိုဒီကောင်မန်ချစ်ကိုပြီး share ပေးလိုက်ဒီလားဒီကောင်ဗုဒ္ဓဘာသာဝင်တွေဘယ်လောက်ထိစော်ကားပုတ်ခတ်ထားတယ်ဆိုတဲ့ဗီဒီယိုပါပြပေးမယ်အဲ့တော့မင်းအဆုံးထိနားထောင်နော်မြန်မာနိုင်ငံမှာရှိတဲ့ရုပ်ထုစင်တို့တွေကိုကျွန်တော်တို့ကဖျက်ဆီးရမှာမိရှုရမှာဗုဒ္ဓဘာသာတွေထုထားတဲ့ဗုဒ္ဓမြတ်စွာဘုရားကိုဆိုတော့ခင်ဗျားတို့ကြားသွားပြီနော်ရုပ်စင်တုတော်တွေစင်တုတော်တွေအားလုံးဖျက်ဆီးရမယ်မိရှုရမယ်ဗုဒ္ဓဘာသာဝင်တွေထုထားတဲ့ဘုရားကျောင်းကန်တွေကိုဖျက်ဆီးဆိုတဲ့ပုံစံမျိုးကြီးဆိုတော့ဒီကောင်ကလေဒီလားမြန်မာပြည်မှာမွေးတယ်မြန်မာရေကိုတောက်တယ်မြန်မာဆန်ကိုစားပြီးမြန်မာလီရဲ့ရှူပြီးတော့ကြီးပြင်းလာတဲ့ခွေးတောင်စားလေးကဒီမြန်မာပြည်မှာယုံကြည်ကိုးကွယ်တက်ဝင်တဲ့ဗုဒ္ဓဘာသာရဲ့စင်တုတော်တွေဗုဒ္ဓနဲ့ပတ်သက်တဲ့အရာတွေကိုဖျက်ဆီးပါဆိုတော့ဒီကောင်ဘာကောင်လဲဒီကောင်ကိုမင်းတို့တွေဒီတိုင်းကြည့်နေကြတော့မလားငါလည်းခရစ်ယာန်တယောက်ပဲဒါပေမဲ့ဘယ်တော့မှတခြားဘာသာမစော်ကားဘူးသိလားနော်ငါစရိုက်မဆန်ချင်ဘူးဒါပေမဲ့မင်းရဲ့လုပ်ပုံနဲ့ငါစရိုက်မဆန်လို့မရတော့ဖြစ်သွားပြီနော်ခွေးမသားလေးမင်းပြန်စဉ်းစားကြည့်အကျဉ်းကြီးကငါဒီနေရာမှာပြောတယ်ငါစောက်မုန်းခံပြီးတော့ပြောတယ်ဆိုတော့ငါမျက်နှာကြီးပေါ်တင်ချပြီးတော့အမုန်းခံပြီးပြောတယ်ဆိုတာကမင်းတို့လိုကောင်းနေကြောင်ဖြစ်နေရသေးလား
သူများဘာသာမကိုးကွယ်ခြင်းနေပါမစော်ကားပါနဲ့မပုတ်ခတ်ပါနဲ့မင်းမယုံကြည်လို့မင်းမကိုးကွယ်ပေမဲ့သူတို့ယုံကြည်လို့သူတို့ကိုးကွယ်တာသူတို့အပိုင်မင်းနဲ့ဆောက်ကြောင်းဆိုင်မှုမင်းနဲ့ဘာမဆိုင်မင်းတော့မပုတ်ဖက်နဲ့မကိုးခတ်နဲ့ဘူးမှမပုတ်ခတ်ပါနဲ့လို့အကျဉ်းချင်းပြောထားတာနဲ့ကောနဲ့အဲ့လိုမျိုးမဟုတ် လက်သေးရဒီနေရာမှာအသုံးချမှုဖြစ်နေ တွေကိုကျွန်တော်တို့ကဖျက်ဆီးရမှာ တက်စီရမှာ ရမှာဗုဒ္ဓဘာသာတွေထုထားတဲ့ဗုဒ္ဓမြတ်စွာဘုရားကိုမိရှုရမှာခြေထောက်တွေနဲ့မြင်းညမှာဒါတွေနဲ့ ကန်းနာမိုက်ရိုင်းတာ ခုတ်ပလိုက်ရမှာနော် လောက်မိုက်ရိုင်းလဲကွာ ရွှေပြငွေဖျားတွေကိုကျွန်တော်တို့ကမကူးကြရဘူးမတတ်မရဘူးအင်္ဂလိပ်မှာမတွညဘူး ဟော ဗုဒ္ဓဘာသာတွေကကိုယ်နဲ့ထုထားတာ တေးလေးမွေးလာမှာ ကိုယ်နဲ့ထုပြီးမှကူးကွယ်တာကုံတော်ကိုကူးကွယ်တာတေတော်တဲ့လူကိုရီမှန်ပြီးမှထုထားပြီးမှကူးကွယ်တာနော်အဲ့ဒါတွေကကျွန်တော်မကြိုက်လို့ပြောနေတာမဟုတ်ဘူးဖျားတဲ့ခင်မကြိုက်လို့ပြောနေတာ လာပြန်ဖျားတဲ့ခေတစ်ခါလာလဲဖျားတဲ့ခေနှစ်ခါလာလဲဖျားတဲ့ခေမင်းတို့ပေါက်ပန်း40ဖျားတဲ့ခေအေးငါတို့ကိုးကွယ်တဲ့ဖျားတဲ့ခေမှာပဲငါဘယ်ကျန်းငံဘယ်အခန်းကြီးအခန်းငယ်မှာမှသူများဘာသာကိုပုတ်ခတ်စော်ကားရမယ်လို့မရေးထားဘူးမဟောထားဘူးခွေးမသားလေးရဲ့နော်ခွေးတောင်သားလေးမင်းလှုပ်ထားတယ်ကမင်းတော်တော်လေးကိုတရားလွန်သွားပြီတိလားဒီနေရာမှာငါဘာသာဖြစ်တဲ့အတွက်ငါဖုံးဖိထားမယ်မတိအောင်ထားမယ်ဆိုတဲ့ကြည်မျိုးငါမှမရှိဘူးမင်းမကောင်းရင်မင်းမကောင်းဆိုတာငါရှာပြမှာအေးငါမကောင်းရင်လည်းငါမကောင်းဆိုတဲ့အကြောင်းမလို့ရှာပြလို့ရတယ်နော်အခုဟာကြီးကမင်းရလေကွာတော်လေးကိုတရားလွန်တယ်မင်းကိုလေမင်းရဲ့အဖေဒီအမေတွေကလေနန်းရံမှာတွားခဲ့ရမှာတိလားမင်းပြောတဲ့အရာရာကိုဖះသခင်ဖန်ဆင်းတာမဟုတ်မင်းရဲ့အဖေမင်းကိုဖန်ဆင်းထားတာအေးမင်းရဲ့အဖေကမင်းကိုနန်းရံမှာတွားခဲ့မင်းအခုလိုမျိုးဖြစ်လာမှာမဟုတ်ဘူးဝေတောင်စားသူမြောက်သွားပြီးစော်ကားနေရအဲ့တော့ငါမင်းကိုထပ်ပြောမှတိလားမင်းရဲ့လိပ်စာတွေအကုန်လုံးငါမသိဘူးမင်းရဲ့အကောင့်ငါမန်းရှင်းခေါ်ပေးထားမယ်နော်အဲ့တော့မင်းတတိနဲ့နေဒီတက်ပို့ပြီးတော့မင်းဆိုးရွားတဲ့အရာနဲ့မင်းကြုံတော့မှာမင်းနေနေတာမြန်မာပြည်ဆိုတာလည်းမင်းမမေ့နဲ့နော်မြန်မာပြည်မှာဗုဒ္ဓဘာသာဝင်ဘလောက်ထွန်ကားတယ်ဗုဒ္ဓဘာသာဝင်တွေဘလောက်များတယ်ဆိုတော့လည်းမသိလို့သိတင်တယ်နော်အဲ့တော့မင်းသွားစော်ကားတာမင်းမှားသွားပြီမင်းတကယ်ကြားမိသွားဆွဲတာပဲမင်းကြားမိသွားဆွဲတာခံရဖို့တော့ပြင်တော့နော် ဟာရမင်းအဲ့လိုမပြောနဲ့လေကွာ ကျွန်တော်အချင်းချင်းပြောတယ်ဖျားတဲ့ခင်မကြိုက်လို့ပြောတာ ဖះသခင်ကြက်လို့ ကျွန် ပြော တော်ကြိုက်လို့ကျွန်တော်ပြောချင်လို့ပြောတာမဟုတ်ဘူးဖျားတဲ့ခင်အလိုတော်အတဲ့ကျွန်တော်ပြောနေတာ ဟောမသားလေး နော်မြန်မာနိုင်ငံမှာရှိတဲ့ YouTube ချင်းတို့အကုန်လုံးဖြစ်စီရ အာ မှာ မရိုင်းနာကျဲ အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားကြည့်လားသူကတေသွားပြီ ဟာ တေသွားတဲ့လူကိုဂုံတော်ကိုရီမှန်ပြီးမှထုထားတာနော်ထုထားပြီးမှပြန်သွားကူးကွယ်တယ်ဘာအကျိုးကျေးဇူးရမှာလဲ မရိုင်းနာ တေသွားတဲ့လူကအကျိုးမရှိတော့ဘူးလေတင်းကျဲမှာရောက်နေပြီလေအဲ့ဒါကိုပြန်ထုနော်ထုပြီးမှပြန်ကူးကွယ် ခွေးမသားလေးနော်ခွေးမသားလေးမင်းတော်တော်လေးကိုမရိုင်းသွားပြီဒီလိုမျိုးကောင်တွေကိုသူ့ရဲ့ပတ်ဝန်းကျင်မှာတခြားအရာတွေဆုံးမပြုတ်ပြင်ပေးမဲ့သူတွေမချိကြတော့ဘူးလားနုံအဲ့တော့မင်းရဲ့လိပ်စာနဲ့မင်းရဲ့အကောင့်မှာငါမန်းရှင်းတစ်ခါတည်းခေါ်ပေးလိုက်မယ်ကွာအဲ့ဒီခွေးမသားလေးကိုဒီကောင်ဘလောက်ထိများစိုးလဲဆိုတာအဲ့တော့လူကြီးမင်းတို့ TikTok တွေဝင်လာလား TikTok ထဲမှာဘာရေးထားလဲဆိုရင် तू ကဒီနာလာစမ်းနဲ့နော်ဒီမဲ့သူ့ရဲ့အကောင့်လေးငါတို့ကြည့်လိုက်နော်အဲ့ဒီမှာဖြည်းဖြည်းလေးမြင်လားကြားကြည့်နော်အဲ့ဒီကောင်ဘာရေးထားလဲစော်ကားခြင်းမပြုဝေဖန်ခြင်းမပြုနော်ဆိုတော့နော်တခြားထပ်ပြမှာသူရေးထားမြင်ကြည့်အဲ့တိတ်လည်းမကြည့်ဘူးထားလိုက်စော်ကားခြင်းမပြုဝေဖန်ခြင်းမပြုကျန်းစာအတိုင်းပဲပြုတဲ့ကျန်းစာအတိုင်းရောက်ဆိုတော့သူ့ရဲ့အကောင့်သွားပြီးရှာကြည့်လိုက်အဒီနာလာစမ်းလို့ရေးထားနော်ဆိုတော့အဲ့ဒီကောင်တို့တွေသွားပြီးတော့ဘာလုပ်တင်လဲစောက်ခွက်တွေဖြတ်ရိုက်တင်တယ်လို့မထင်ဘူးလားဘလောက်ထိတောင်ဆိုးလဲကွာအဲ့တော့ငါတယောက်တည်းပြောနေမှစားမလို့လည်းသွားပြီးဆဲလိုက်ကြနော်ဒီလူကောင်မျိုးတွေကလူလောကကြီးတွေမှာရှိတဲ့အနေထားမှာမဟုတ်ဘူးမွေးလာကြတဲ့ကွာဒီကောင်တွေကအဲ့လိုမျိုးလေမွေးလာမှာနောက်ဆုံးကွာအဖေဒီမီတွေကနိုင်ရန်သွားခဲ့တော့မှဒီတက်ပို့ပြီးတော့အစင်ပြုံးမှာအဲ့တော့နီးစက်ရာတွေအားလုံးတွေဒီကောင်ဒန်ကြည့်မထားနဲ့လက်ပိုက်ကြည့်မတော့နဲ့ဒီတက်ဆိုးလာလိမ့်မယ်နော်ဒီတက်ဆိုးလာလို့ရှိရင်မင်းတို့တွေကြည့်တဲ့မြအရာအားလုံးဒီအစိတ်ပေရေးလောက်လို့ပဲကြည့်မခံနိုင်ဘူးအဲ့တော့ငါကိုယ်တိုင်လည်းမင်းကိုလုံးဝကြည့်လို့မရအောင်မင်းကိုကြည့်လို့မရဘူးဆိုတာလူစီစစ်ဖြစ်နေပါလဲနဲ့အုံနောက်တွေကလူသားအုံနောက်မရှိဘူးခွေးတိရစ္ဆာန်အုံနောက်တွေနော်အဲ့တော့လုံးဝကိုကြည့်လို့မရတယ်မဲ့ပါတယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေပဲဖြစ်ခရစ်ယာန်တွေပဲဖြစ်တခြားသောဘာသာဝင်တွေဖြစ်ကိုယ့်ဘာသာကိုလာရောက်ပြီးတော့တခြားသောသူကစော်ကားတိုက်ခိုက်နေတယ်ဆိုရင်ဘ
သူဘသူမှကြိုက်နေတဲ့တာမျိုးမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းသူများဘာသာကိုမတက်ခတ်ဘူးသူများဘာသာကိုမစော်ကားဘူးသူများဘာသာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဘက်ကမပြောဘူးဒါပေမဲ့မြင်တဲ့အတိုင်းပြောမယ်ဒါမှရင်မှားတယ်ဒါမှရင်မှန်တယ်ကျွန်တော်အတိုင်းပြောမယ်အဲ့တော့ကျွန်တော်တို့ဘာသာမှာအခုလိုမျိုးပေါက်လို့ပဲစားလူအောက်တန်းစားတွေရှိတာဒီကောင်လိုမျိုးရှိတာဒီကျွန်တော်တို့မှားတဲ့အတွက်ကျွန်တော်တို့ကအမားကိုအမားတိုင်းရှာပြတယ်အဲ့တော့လူကြီးမင်းတို့နီးစက်ရာတွေနဲ့ပတ်သက်ပြီးတော့ဒီကောင်ကိုလွတ်ချင်တာလို့လက်ကြတော့နော်ဒီလောက်ပဲပြောချင်တယ်ဆိုတော့အလုံးကကျွန်တော်ဗီဒီယိုကြည့်ချခဲ့ကြတဲ့ညီကိုမောင်နှမတွေအနေတော့ဒေါသတွေဖြစ်ကောင်းဖြစ်နေကြလိမ့်မယ်ဘလို့ပဲဖြစ်ဖြစ်အမားမှန်ကိုလူကြီးမင်းတို့ရဲ့အတွေးအမြင်အားလုံးကိုဝေဖန်ထောက်ပြနိုင်ပါတယ်ဆိုတဲ့အကြောင်းပြောရင်လည်းဒီညတော့တောင်းလိုက်ချက်နားရှိပါနဲ့နောက်လည်းအခုလိုမျိုးပေါက်လို့ပဲစားအောက်တန်းစားတွေမြန်မာပြည်မှာမရှိပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်